ဒီလိုမျိုးပုံစံလေးလည်းမင်းစီမှာရှိရယ်เนาะဒီလိုမျိုးအပေါ်ကတိရွက်ပုံစံမျိုးလေးเนาะအောက်ကကြောက်ကလေးတစ်လုံးပါမယ်ပြီးတော့ပလဲသီးလေးနဲ့ပေါ့เนาะသူကနှစ်ကြိတ်ပေါ့เนาะချိတ်ပြီးတော့ဝတ်လို့ရတဲ့နှစ်ကြိတ်ပုံစံမျိုးလေးဒီကောင်လေးလည်းဈေးနှုန်းလေးက2သိန်းနဲ့2သိန်းနဲ့5တောင်ပေါ့เนาะမင်းစီမှာ2သိန်းနဲ့5တောင်ပြီးတော့နောက်တစ်မျိုးလေးပြပေးဦးမယ်เนาะပြန်အောင်ပြန်လဲပြီးတော့3သိန်းမှ5တောင်ပဲရှုံးတယ်ပေါ့เนาะပြန်အောင်ပြန်လဲ3သိန်းမှ5တောင်အရှုံးလေးပါဒီကောင်လေးပါရှင်ထပ်ပြပေးဦးမယ်เนาะဒါလေးနော်ဒါလေးဆိုလို့ရှိရင်မင်းတို့ပြောင်ကောင်းစင်းအရောင်လေးစိုးတောက်နေရတဲ့တအားလာတဲ့ဒီလိုမျိုးအစင်းရောင်လေးနော်ပြောင်ကောင်းစင်းရောင်လေးဈေးနှုန်းလေးကမင်းတို့2သိန်းခွဲပဲရောက်ပေးထားတယ်ဒီဟာလေးကကြောက်ဆိုင်လေးနည်းနည်းကြီးတော့နည်းနည်းလေးတော့များပြီမင်းတန်သွင်းတယ်လို့ဖြစ်တဲ့အတွက်မင်းတခါတည်း short ပေးလိုက်တာပါဒီကောင်လေးကလည်း2သိန်းနဲ့5တောင်ပဲရှိမယ်တော်တော်လေးလှပါတယ်နော်ဒါလေးကလေနော်ဒီလိုမျိုးလေးနော်2သိန်း5တောင်ပါနောက်တစ်ခုလေးတွေလည်းမင်းထပ်ပြပေးမယ်နော်ဒီကောင်လေးเนาะဒါလေးဆိုလို့ရှိရင်မင်းတို့နောက်တစ်မျိုးလေးပေါ့เนาะသူကနှစ်ကြိတ်ကလေးသူကနှစ်ကြိတ်ကလေးကိုမှတော့ဒီလိုမျိုးเนาะနောက်ကကျတော့ဒီလိုအတန်လေးနဲ့ပြန်ချိတ်လို့ရတယ်သူချဲနဲ့ချဲပွင့်ပုံစံမျိုးလေးအောက်ကပါတယ်ပေါ့เนาะဒီကောင်လေးဆိုလို့ရှိရင်မင်းစီမှာ3သိန်းနဲ့5တောင်ပဲရှိမယ်เนาะဒီကောင်လေးเนาะ3သိန်းနဲ့5တောင်တန်လေးပါသူကဒါကက်ထဲမှာမို့လို့မတော့လှုပ်နေရပါတော့ဒီလိုပုံစံမျိုးလေးပါ3သိန်းနဲ့5တောင်ပါရှင်ပြန်အောင်ပြန်လဲ3သိန်းမှ5တောင်ပဲအရှုံးပေါ့เนาะဒီဟာလေးကဒါလေးတွေထပ်ပြပေးမယ်เนาะပြီးတော့ကျတော့3သိန်းနဲ့8တောင်းနဲ့ရပါတော့3သိန်းနဲ့8တောင်းနဲ့ကဒီလိုမျိုးပုံစံမျိုးလေး3ခုရမယ်ဒီလိုလေးเนาะနောက်ကကျတော့ဒီလိုမျိုးနှစ်ကြိတ်ကလေးတွေသူကเนาะဒီလိုမျိုးလေး3ခုရပါမယ်3သိန်းနဲ့8တောင်းမဟုတ်အသက်ဆိုရင်တော့3သိန်း8တောင်းပေါ့ဒါမင်းတို့ပြန်သွင်းတယ်လေးဖြစ်တဲ့အတွက်3သိန်း9တောင်းနဲ့ပဲယူเนาะ3သိန်းနဲ့9တောင်းပါရှင့်3သိန်း8တောင်းမဟုတ်เนาะ3သိန်း9တောင်းပါပြန်အောင်ပြန်လဲ3သိန်းမှ9တောင်းပဲအရှုံးပေါ့เนาะပြီးတော့တရံကို3သိန်းနဲ့ဈေးနှုန်းလေးက3သိန်းနဲ့8တောင်းပါရှင့်ဒါဒီလိုလေးเนาะဒီလိုလေးပါရှင့်